ဇက်လန်ကိုပထမဆုံးစတင်မြင်တွေ့ရတာကတော့ဆေးရုံကလေးပေါ်မှာလဲလျောင်းနေတဲ့မိခင်ဖြစ်သူကိုပြုစုနေတဲ့မိန်းကလေးငယ်လေးဟီနာနဲ့ဖြစ်ပါတယ်။သူမဟာဗဒင်းမောက်အပြင်ဘက်ကမိုးအုံဆိုင်နေတဲ့ကောင်းဝင်ကြီးတဲကနေအဆောက်အုံဟောင်းတစ်ခုရဲ့ခေါမိုးဝေါ်ကိုအလင်းတန်းတစ်ခုဖြတ်ချနေတာကိုသတိပြုမိသွားပါတယ်။သူမဟာအဲ့ဒီခေါမိုးဝေါ်ကနှက်ကုန်းငယ်လေးစီသွားပြီးမိခင်ဖြစ်သူကျမ်းမာလာဖို့နဲ့မိုးတွေတိတ်ပြီးနေတာဖို့စိတ်နစ်ပြီးဆူတောင်းလိုက်တဲ့အချိန်မှာပဲသူမဟာကောင်းဝင်ပြာကြီးနဲ့ထူးဆန်းစွာဆက်နွယ်သွားတဲ့နေအောင်မိန်းကလေးအဖြစ်ဘဝပြောင်းလဲသွားခဲ့ပါတော့တယ်။အဲ့ဒီနောက်အသက်16နှစ်အရွယ်အထက်တန်းကျောင်းသားလေးဟိုဒါကာဟာသူ့ရဲ့မွေးရမြေကျိုးမြို့လေးရဲ့အသက်ရှူကျက်စရာမိသားစုပတ်ဝန်းကျင်ကနေရုံထွက်ဖို့တင်မောနဲ့ထွက်ပြေးလာခဲ့သူပဲဖြစ်ပါတယ်။တင်မောပေါ်မှာမမျှော်လင့်မဲ့ကြုံတွေ့ရတဲ့လေပြင်းမုန်တိုင်းကြောင့်ဟိုဒါကာတယောက်တင်မောပေါ်ကနေပြုတ်ကျလူနီးပါးဖြစ်ခဲ့ပေမဲ့စူကာဆိုတဲ့လူလက်ပိုင်းမျိုးသားတယောက်ကအချိန်မီလမ်းဆွဲကယ်တင်ပေးခဲ့ပါတယ်။စူကာဟာသူ့ရဲ့ကုညီမှုအတွက်အခချင်းငွေအနေနဲ့ဟိုဒါကာစီကနေအစားအသောက်ဝယ်ကျွေးတာကိုခံယူခဲ့ပြီးနောက်ပိုင်းအကူအညီလိုရင်ဆက်သွယ်ဖို့သူ့ရဲ့ business ကပ်ပြားလေးတစ်ချက်ပေးခဲ့ပါတယ်။တူဂျိုမျိုးကိုရောက်တဲ့အခါဟိုဒါကာရဲ့အိမ်ပြေးဘဝကထင်တယ်လို့မလွယ်ကူခဲ့ပါဘူး။နေ့စဉ်ရက်ဆက်မိုးရီတတဲမဲမဲရွာသွန်းနေတဲ့အေးဆက်ဆက်မြို့ကြီးမှာအသက်မပြည့်သေးတဲ့အိမ်ပြေးလေးတယောက်ကိုဘသူကမှအလုပ်မပေးကြပါဘူး။ပတ်ဆိုင်တွေကုန်သွားတဲ့အခါလမ်းကြားတစ်ခုကကလတ်ဆိုင်တစ်ခုရဲ့အဝင်ဝါမှာကက်အိရတဲ့အထိဘဝပြစ်ခဲ့ရပါတယ်။အဲ့ဒီလိုလမ်းဘေးမှာတောင်းတင်နေတော့သူ့ရဲ့ခြေထောက်နဲ့တိုက်မိပြီးလဲကျသွားတဲ့အမိုက်ပုံထဲကနေစက်ကူအိမ်နဲ့ထုတ်ထားတဲ့ပစ္စတိုတနက်တက်လက်ကိုကောက်ရခဲ့ပါတယ်။အစပိုင်းမှာတော့သူဟာဒါကိုကစားစရာတနက်ထင်ပြီးအိတ်ထဲတင်ထားလိုက်မိပါတယ်။အငတ်ဘေးဆိုင်နေတဲ့ဒီရက်မှာတော့မက်ဒိုနယ်ဆိုင်ကအလုပ်သမားကောင်းမလေးတယောက်ဖြစ်တဲ့ဟီနာကသူ့ကိုတနာပြီးဟမ်ဘာဂါတစ်လုံးအလကားကျွေးခဲ့ပါတယ်။ဒါဟာဟိုဒါကအတွက်ဘဝမှာအကောင်းဆုံးနဲ့အနှွေးထွေးဆုံးအစားအစာတစ်ခုဖြစ်ခဲ့ပြီးဟီနာကိုရင်ထဲကနေမက်မိသွားစေခဲ့ပါတယ်။လမ်းဘေးမှာဆက်နေရင်ဘန်းခံရတော့မယ်ဆိုတာသိတဲ့ဟိုဒါကဟာနောက်ဆုံးအနေနဲ့တမောဘော်ကစူဂါပေးခဲ့တဲ့လိပ်စာအတိုင်းလိုက်သွားခဲ့ပါတယ်။စူဂါဟာမြို့ကတန်တာယူတွေထူးဆန်းတဲ့အဖြစ်အပျက်တွေကိုရေးသားထုတ်ဝေတဲ့မဂ္ဂဇင်းတိုက်အသေးစားလေးတစ်ခုကိုဖွင့်ထားတာပါ။အဲ့ဒီမှာစူဂါရဲ့တူမဖြစ်သူနာဆိုမီနဲ့လည်းဆုံတွေ့ခဲ့ရပါတယ်။စူဂါကဟိုဒါကာကိုနေစရာအမိုးအကာအစားအသောက်နဲ့မုံမိုးအနေငယ်ပေးပြီးသူ့ရဲ့လက်ထောက်အဖြစ်ခန့်အပ်လိုက်ပါတယ်။ဟိုဒါကာရဲ့အလုပ်ကတော့မဂ္ဂဇင်းတိုင်းတစ်ခုလုံးကိုတန့်ရှင်းလုပ်ရတာစူဂါနဲ့နာဆိုမီတို့အတွက်ထမင်းချက်ရတာအပြင်လူချုံမျိုးမှာမပြတ်တမ်းရွာနေတဲ့မွေးရသွင်းမှုတွေရဲ့နောက်ွယ်ကစမ်းကြည့်တဲ့အကြောင်းအရာတွေကိုလိုက်လံစုံစမ်းပြရတာပဲဖြစ်ပါတယ်။သူတို့လိုက်လံစုံစမ်းနေရတဲ့ကောလာဟာလာတွေထဲမှာတရားရခိုင်နှုန်းနေတာအောင်စုတောင်းပေးနိုင်တဲ့နေမင်းသမီးလေးအကြောင်းလဲပါဝင်ပါတယ်။အဲ့ဒီလိုနဲ့တရက်မှာဟိုဒါကလမ်းလျှောက်နေတော့ဟီနာကိုလူမိုက်တချို့အရမဆွဲခေါ်ပြီးအလောက်အကင်မကောင်းတဲ့ကလတ်ဆိုင်တစ်ခုတည်းတွတ်သွင်းဖို့ကြိုးစားနေတာကိုလမ်းမြင်လိုက်ရပါတယ်။ဟီနာဟာမက်ဒိုနယ်ကနေအလောက်ထုတ်ခံလိုက်ရတဲ့အတွက်ပတ်စံအပူတပြင်းလိုနေတဲ့အချိန်ဖြစ်ပါတယ်။ဟိုဒါကဟာစိုးရင်စိတ်နဲ့ဘာမဆိုလုပ်မယ်ဆိုပြီးဟီနာရဲ့လက်ကိုဆွဲကထွက်ပြေးဖို့ကြိုးစားခဲ့ပေမဲ့လူမိုက်ကောင်းဆောင်ရဲ့ထိုးကျိတ်ခြင်းကိုခံလိုက်ရပါတယ်။မြေပြင်ပေါ်လဲကျသွားတဲ့ဟိုဒါကဟာဒေါ်လာနဲ့စိုးရင်စိတ်ပေါင်းဆက်ပြီးသူ့အိတ်ထဲကကောက်ရထားတဲ့တနက်ကိုထုတ်ပြီးချိန်လိုက်ပါတယ်။သူတနက်မောင်းကိုဆွဲလိုက်တဲ့အခါတနက်တန်အကျယ်ကြီးထွက်ပေါ်သွားပြီးအနောက်ကလမ်းမီးတံကိုထိမှန်သွားခဲ့ပါတယ်။တနက်အစစ်မှန်တိသွားတဲ့လူမိုက်တွေကလက်ထက်သွားတဲ့အချိန်မှာပဲဟိုဒါကာနဲ့ဟီနာတို့ဟာအနီးနားကဆွန့်ပစ်ထားတဲ့အဆောက်အအုံဟောင်းတစ်ခုကိုအမောတော်ထွက်ပြေးလွတ်မြောက်သွားခဲ့ကြပါတယ်။ဆွန့်ပစ်ထားတဲ့အဆောက်အအုံကိုရောက်တဲ့အချိန်မှာတော့ဟီနာကဟိုဒါကာကိုအန်ဒီအများနဲ့တနက်ကိုကန်ဆောင်ပြီးဆွတ်ဆွတ်စားစားလုပ်ခဲ့တဲ့အတွက်ပြင်းပြင်းထန်ထန်အော်ဟစ်ဆူပူပါတော့တယ်။ဟိုဒါကာလည်းစိတ်မကောင်းဖြစ်ပြီးတနက်ကိုလင်းပစ်လိုက်ပါတော့တယ်။ဒါပေမဲ့ခဏအကြာမှာဟီနာကစိတ်လျှော့လိုက်ပြီးဟိုဒါကာရဲ့ဒဏ်ရာတွေကိုကြည့်ပေးရင်သူ့ကိုကယ်တင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်တယ်လို့ဆိုတာသူမရဲ့စွမ်းအမှန်ကိုပြသဖို့ပြင်ဆင်ပါတယ်။ဟီနာဟာခေါမိုးဘော်ကနက်ကွန်ဂိတ်တကားရှိမှရက်လက်နှစ်ဖက်ကိုစုစည်းပြီးကောင်းရင်ကြီးစီမျက်လုံးမိတ်ဆူတောင်းလိုက်ပါတယ်။အဲ့ဒီအခါမှာပဲတမျိုးလုံးကိုဖုံးလွှမ်းထားတဲ့မိုးတိမ်မဲကြီးတွေဟာဟောက်ကွက်တစ်ခုလိုကွဲအပ်သွားပြီးတောက်ပလွန်းတဲ့နေအောင်ကြီးတန်းကြီးကသူတို့နှစ်ယောက်ရှိရာနေရာလေးစီကိုဖြာချလာပါတော့တယ်။အခုလိုစမ်းကြတဲ့မြင်ကွင်းတွေတွေ့လိုက်ရတဲ့ဟိုဒါကတယောက်ပါဇက်အဟောင်းသားနဲ့အံ့ဩမင်သက်သွားခဲ့ရပါတယ်။ဟီနာဟာမိခင်ဆုံးမသွားပြီးနောက်ပိုင်းအသက်10နှစ်အရွယ်မောင်လေးနဲ့အတူတိုက်ခန်းလေးတစ်ခုမှာရုန်းကန်နေရတာကိုဟိုဒါကသိသွားခဲ့ပါတယ်။သူတို့နှစ်ယောက်စလုံးမှာပိုက်ဆိုင်မရှိတာကိုအခြေခံပြီးဟိုဒါကညံပြေးစွာနဲ့စီးပွားရေးတစ်ခုအကြံပေးခဲ့ပါတယ်။အဲ့ဒါကတော့ online website တစ်ခုထောင်ပြီးရာသီဥတုနေတာကျင်တဲ့သူတွေစီကအခချင်းဝင်ယူကဆူတောင်းပေးတဲ့ Sunshine Care Service ပဲဖြစ်ပါတယ်။သူတို့ရဲ့ပထမဆုံးအလုပ်ကတော့လဟာပြင်ဈေးပွဲတော်မှာရာသီဥတုကောင်းအောင်လုပ်ပေးဖို့ပဲဖြစ်ပါတယ်။ဟီနာကကောင်းဝင်ကိုဆူတောင်းပေးလိုက်တဲ့အခါဈေးတစ်ခုလုံးနေအောင်ကြီးတွေလိမ့်ထိန်သွားပြီးအားလုံးပျော်ရွှင်သွားကြပါတော့တယ်။ဒီလုပ်ငန်းဟာတဟုန်တိုးအောင်မြင်သွားပြီးတိုဂျိုမြို့ကန်တွေစီကနေအော်ဒါတွေအများကြီးဝင်လာပါတော့တယ်။မင်္ဂလာဆောင်ပွဲကိုအပြင်မှာကျင်းပခြင်းတဲ့ဇုံလွဲတွေမြင်းပြိုင်ပွဲအမိကွင်းချောင်းထွေးခြင်းတဲ့သူတွေကျောင်းကပွဲနဲ့အခစားပွဲတော်ကျင်းပခြင်းတဲ့ကျော
ကျောင်းသားတွေအစားရှိတဲ့လူတွေအားလုံးကိုဟီနာဟိုဒါကာနဲ့မောင်လေးနာဂီတို့၃ယောက်ဟာတိုကျိုမြို့အနှံ့သွားရောက်ပြီးလူတွေကိုနေအောင်ချင်းနဲ့အတူပျော်ရွှင်မှုတွေဖြန့်ဝေပေးခဲ့ကြပါတယ်ဟီနာကိုယ်တိုင်ကလည်းသူဟာအလကားလူမဟုတ်ကြောင်းနဲ့လူတွေကိုပျော်ရွှင်အောင်လုပ်ပေးနိုင်တဲ့အသုံးဝင်တဲ့သူတစ်ယောက်ဖြစ်ကြောင်းပြောဆိုကာသူမရဲ့ဘဝအတိတ်ပဲကိုရှာဖွေတွေ့ရှိသွားပြီးအလွန်ဝမ်းမြောက်နေခဲ့ပါတယ်သူတို့ရဲ့လုပ်ငန်းဟာပုံမကြီးထွားလာပြီးနောက်ဆုံးတိုကျိုမြို့ရဲ့နာမည်ကြီးညွှန်ရသည့်မီရှူမီပန်းပွဲတော်ကြီးကိုပါနေတာအောင်လုပ်ပေးလိုက်ရကနေဟီနာရဲ့သတင်းကရုပ်မြင်သံကြားသတင်းတွေအထိပါပြန့်နှံ့သွားခဲ့ပြီးလူပေါင်းများစွာကိုပျော်ရွှင်မှုတွေပေးနိုင်ခဲ့ပါတယ်ဟီနာကိုယ်တိုင်ကလည်းလူတွေကိုပျော်ရွှင်အောင်လုပ်ပေးနိုင်တဲ့အတွက်သူမရဲ့စွမ်းအားအပေါ်ဂုဏ်ယူဝမ်းသာနေခဲ့ပါတယ်တစ်ဖက်မှာလည်းနာဆူမီနဲ့ဆူကာတို့ဟာရာသီဥတုတန်တာယူတွေကိုဆက်လက်သူတည်တနာပြုလုပ်နေတဲ့အချိန်ဗေဒင်းဆရာတဦးနဲ့ဖုန်ကြီးဟောင်းတစ်ပါးစီကနေကြောက်စရာကောင်းတဲ့အမှန်တရားတစ်ခုကိုကြားသိလိုက်ရပါတယ်ရှီဟောင်းဂျပန်သမိုင်းမှာရာသီဥတုတဘာဝဟောပြန်မှုကိုထိန်းသိမ်းဖို့ကောင်းကင်ကရွေးချယ်ထားတဲ့ရာသီဥတုမင်းသမီးလေးတွေရှိခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီစွမ်းအားဟာအလကားရတာမဟုတ်ပါဘူးသူမတို့စွမ်းအားကိုတုံးဆွဲလေကောင်းကင်နဲ့ပုံမနီးကပ်သွားပြီးနောက်ဆုံးမှာတော့ခန္ဓာကိုယ်ဟာရေအဖြစ်ပြောင်းလဲကကောင်းကင်ရဲ့ရေပူဇော်မှုအဖြစ်ပျောက်ကွယ်သွားရတတ်ပါတယ်သူမပျောက်ကွယ်သွားမှသာရာသီဥတုကပုံမှန်ပြန်ဖြစ်မှဖြစ်ကြောင်းပြောပြပါတယ်အဲ့ဒီနောက်ဟိုဒါကာဟာဟီနာကိုလက်ဆောင်ပေးဖို့အတွက်လက်စွပ်လေးတစ်ခွန်းသွားဝယ်ခဲ့ပါတယ်အဲ့ဒီလက်စွပ်လေးကိုဟီနာရဲ့နောက်ဆုံးအလုပ်ပြီးရင်ပေးဖို့ဆုံးဖြတ်သွားတာပဲဖြစ်ပါတယ်နောက်ဆုံးအလုပ်ကတော့ဟိုဒါကာရဲ့အလုပ်ရှင်ဆူကာမှာပန်းနိုင်ရည်ကျက်ယောဂအပြင်းထန်ခံစားနေရတဲ့မိုကာဆိုတဲ့သမီးလေးတစ်ယောက်ရှိပါတယ်သမီးလေးဟာယောဂကြောင့်မိုးရွာတဲ့ရက်တွေအပြင်ထွက်မစောရပဲအိမ်ထဲမှာပဲပိတ်မိနေတတ်တာပါအဲ့ဒီနေ့မှာတော့ဆူကာဟာသမီးလေးကိုခေါ်ပြီးပန်းခြံထဲမှာအတူတူပျော်ပျော်ပါးပါးအချိန်ဖြုံးခြင်းတဲ့အတွက်နေတာပေးဖို့လမ်းတောင်းဆိုခဲ့တာပဲဖြစ်ပါတယ်အလုပ်ပြီးတဲ့နောက်သူတို့နှစ်ယောက်အိမ်ပြန်တဲ့လမ်းမှာဟိုဒါကာကလက်စွပ်ပေးကပထမဆုံးအကြိမ်ဖွင့်ပြောဖို့လုပ်ပါတယ်အဲ့ဒီအချိန်မှာပဲဟီနာကအမှန်တရားတစ်ခုကိုပြောပြလာပါတယ်ဟီနာဟာသူမအခုလိုနေအောင်မိန်းကလေးဖြစ်လာရတဲ့အကြောင်းကိုပြောပြပါတယ်။သူမဟာသူမရဲ့အမေနေပြန်ကောင်းလာဖို့အတွက်ဆွတောင်းရင်အလင်းတန်းတစ်ခုကိုတွေ့လိုက်ရပါတယ်။အဲ့ဒီအလင်းတန်းစီသွားကစိတ်နစ်ပြီးဆွတောင်းလိုက်ရင်နတ်ကွန်တစ်ခုကိုဝင်သွားတဲ့အချိန်အခုလိုဖြစ်သွားခဲ့တာပါ။တစ်ဖက်မှာလည်းအိမ်ပြေးတယောက်ဖြစ်တဲ့ဟိုဒါကာကိုရှာနေတဲ့ရဲတွေကတနက်ပြစ်ခတ်မှုကြောင့်သူ့ကိုအသေးအတန်လိုက်လံရှာဖွေနေပါတယ်။တစ်ချိန်တည်းမှာပဲဟီနာနဲ့မောင်လေးနာဂီတို့ဟာအသက်မပြည့်တည်ပဲအောက်တိုင်းတို့မရှိပဲနေထိုင်နေကြတာမို့ကလေးသူငယ်စောင့်ရှောက်ရေးအဖွဲ့ကလာရောက်ခေါ်ဆောင်ဖို့လုပ်တာကြောင့်မိဘမဲ့ဂေဟာကိုမသွားခြင်းနဲ့ဟီနာနဲ့နာဂီနေစရာမရှိတော့တဲ့ဟိုဒါကာတို့တောင်းစလုံးဟာအဝေးအိတ်တွေကိုစီးနဲ့မိုးသက်မုန်တိုင်းတွေကြားထဲမှာပဲတိုကျိုမြို့တွေကနေထွက်ပြေးကြပါတော့တယ်တိုကျိုမြို့ကြီးရဲ့ရာသီဥတုဟာလည်းအဆိုးရွားဆုံးအဆင့်ကိုရောက်ရှိလာပြီးနွေရာသီဩဂုတ်လကြီးမှာမကြုံစဖူးစီးနှင်းတွေတဲတဲမဲမဲကျဆင်းလာတဲ့အထိကဘာပြတ်မတက်ဖြစ်လာပါတယ်ရဲတွေရဲ့လိုက်လံဖမ်းဆီးမှုအေးဆက်လာတဲ့စီးနှင်းမုန်တိုင်းတွေကြားထဲမှာသူတို့တောင်းစလုံးဟာပင်ပန်းနှွမ်းနေပြီးလမ်းမေးမှာလဲကျလူနီးပါးဖြစ်ခဲ့ရပါတယ်နောက်ဆုံးမှာတော့ဟိုဒါကာကသူစုဆောင်ထားတဲ့ပတ်စံတွေအကုန်လုံးကိုတုံးပြီးမြို့ရဲကဇိမ်ခံဟိုတယ်တစ်ခုမှာအခန်းတစ်ခန်းရအောင်ငားနိုင်လိုက်ပါတယ်။အဲ့ဒီဟိုတယ်အခန်းလေးထဲမှာသူတို့တောင်းစလုံးရေချိုးဟိုတယ်ကပေးတဲ့ကာအိုကေဆက်နဲ့တခြင်းတွေဆိုခောက်ဆွဲတွေကြက်ကြော်တွေမှာစားရင်ရဲရရန်ကနေကင်းဝေးတဲ့ပျော်ရွှင်စရာကောင်းရပုံလေးတစ်ခုဖန်တီးခဲ့ကြပါတယ်။ဟိုဒါကာကဟီနာရဲ့မွေးနေ့အတွက်စိတ်လက်စွပ်လေးတစ်ကွင်းကိုလက်ဆောင်ပေးခဲ့ပါတယ်။အဲ့ဒီညတကောင်ရံမှာဟီနာကဟိုဒါကာကိုမေးခဲ့ပါတယ်။မိုးရီစတိုက်ရွာနေရပျောက်သွားဖို့မင်းတကယ်ပဲလို့သလားဟိုဒါကာဆိုပြီးမေးလိုက်တဲ့အခါဟိုဒါကာကဟုတ်တာပေါ့လူတိုင်းနေတာကျင်ကြတာပဲလို့ဖြေလိုက်တဲ့အခါဟီနာကသူမရဲ့အင်ကြီးကိုဖယ်ပြီးခန္ဓာကိုယ်ကိုပြသလိုက်ပါတယ်သူမရဲ့ရင်ဘတ်တစ်ခုလုံးဟာလူသားအသားရည်မဟုတ်တော့ပဲလုံးဝရေကြီးတဲ့အထိဖြစ်နေတာကိုမြင်လိုက်ရတဲ့အခါဟိုဒါကာတယောက်အလွန်အမင်းထိတ်လန့်တော်တော့သွားပြီးမျက်ရည်တွေကျလာခဲ့ပါတယ်သူကကာဝယ်ပေးမဲ့ဖြစ်ကြောင်းထာဝရအတူတူနေကြမယ်ဖြစ်ကြောင်းငိုယိုပြီးကြိပြီးရင်ဟီနာကိုဖတ်ထားခဲ့ပါတယ်နောက်တစ်နေ့မနေ့လင်းတဲ့အခါဟိုတယ်ကရင်ပေါ်မှာဟီနာတယောက်လုံးဝမရှိတော့ပါဘူးကဘာမြေရာသီဥတုကိုပြန်လည်ထိန်းကြီးဖို့အတွက်သူမဟာကောင်းကင်ရဲ့ရေပူဇော်မှုအဖြစ်လုံးဝပြောက်ကွယ်သွားခဲ့ပါပြီအဲ့ဒီအချိန်မှာပဲဟိုတယ်အခန်းကိုရဲတွေကစီးနှင်းဖမ်းဆီးလိုက်ပြီးဟိုဒါကာကိုလက်ထိတ်ခတ်ကနာဂီကိုတော့ကလေးဆောင်းရှောက်ရေးကိုလွှဲပြောင်းပေးလိုက်ပါတယ်ဟီနာကကောင်းကင်ဘဝရောက်သွားတာနဲ့တပြိုင်နက်တိုကျိုမြို့ပေါ်ကမိုးတိမ်တွေအားလုံးကင်းစင်သွားပြီးနှစ်ပေါင်းများစွာမမြင်တွေ့ခဲ့ရတဲ့ဆူရှားတောက်ပလုံးနဲ့နေအောင်ကြီးမြို့တော်တစ်ခုလုံးကိုဖျာချလာပါတော့တယ်လူတွေအားလုံးပျော်ရွှင်နေကြပေမဲ့ဟိုဒါကာအတွက်တော့ဒီနေအောင်ကြီးဟာဝမ်းနည်းစရာတွေနဲ့ပြည့်နေခဲ့ပါတယ်ဟိုဒါကာဟာဟီနာရဲ့ကောင်းကင်ဘဝမှာကြံရစ်ခဲ့တဲ့လက်စွပ်လေးမိုးပေါ်ကနေပြုတ်ကျလာတာကိုတွေ့လိုက်ရပြီးဟီနာကောင်းကင်ဘဝမှာရှိနေမှန်းပိုသူရသွားခဲ့ပါတယ်သူမကိုကယ်တင်ဖို့အတွက်သူတို့ပထမဆုံးဆုံတွေ့ခဲ့တဲ့စွန့်ပစ်အဆောက်အုံခေါင်မိုးပေါ်ကနက်ကွန်ဂိတ်တကားစီကိုတွားရမယ်ဆိုတာသိတဲ့အတွက်ဟိုဒါကာဟာရဲစခန်းရောက်တဲ့အခါအသက်နဲ့လဲပြီးရဲတွေကြားကနေရုန်းကန်ထွက်ပြေးပါတော့တယ်ရဲတွေကမြို့အနှံပိတ်ဆို့ရှာဖွေနေတဲ့ကြား
ကမိုးရီထဲမှာခြေကျင်အသေးအတန်ပြေးသွားရင်းနာဆူမီကစိုက်ကယ်နဲ့လာရောက်ကြားဖြတ်ကယ်တင်ပေးခဲ့ပါတယ်။စိုက်ကယ်ပါရေထဲနစ်သွားတဲ့နောက်ပိုင်းဟိုဒါကာဟာဘူဒါယုံရက်ထားလမ်းအတိုင်းပြေးခဲ့ရပါတယ်။နောက်ဆုံးဆွတ်ပစ်အစားအုံကိုရောက်သွားတဲ့အခါမှာတော့သူ့ကိုဆူကာကစောင့်ပြီးတားဆီးပါတယ်။ဆူကာကထပ်ပြေးရင်ဘဝပြစ်မှာဖြစ်တဲ့အတွက်အိမ်ပြန်မှုပြောပေမဲ့ဟိုဒါကာကကြားနေတဲ့တနက်ကိုပြန်ကောက်ကင်ပြီးဆူကာကိုချိန်ကငိုယိုအော်ဟစ်ခဲ့ပါတယ်။အားလုံးကဘာမှမသိပဲနဲ့ဘာလို့သူ့လမ်းကိုပိတ်နေတာလဲလို့မေးကသူ့အတွက်နေတာတဲ့ကဘာကြီးထဲဟီနာကပိုရေးကြီးကြောင်းသူမရှိပဲသူမကောင်းကင်ပေါ်မှာတယောက်တည်းကြောင်းနေလိမ့်မယ်ဖြစ်ကြောင်းပြောလိုက်ပါတယ်။ဟိုဒါကာရဲ့ဖြူစင်ပြပြလွန်တဲ့အချက်ကိုမြင်လိုက်ရတဲ့အခါဆူကာဟာလွန်ခဲ့တဲ့နှစ်နဲ့ငယ်ကဆုံးမသွားတဲ့သူ့ရဲ့ဇနီးတဲ့ကိုတတိယသွားပြီးရင်ထဲမှာအထိနာသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲရဲတွေရောက်လာပြီးဟိုဒါကာကိုဝိုင်းဖမ်းတဲ့အခါဆူကာကိုယ်တိုင်စိတ်ပြောင်းသွားပြီးရဲတွေကိုပြန်လဲလုံးထွေးတားဆီးပေးခဲ့ပါတယ်။မောင်လေးနာကီလည်းဂေဟာကနေထွက်ပြေးလာပြီးရဲတွေကိုကူညီတားပေးခဲ့ပါတယ်။ဒီအခွင့်အရေးကိုတုံးပြီးဟိုဒါကာဟာနက်ဘုံဂိတ်တကာအောက်ကိုပြေးဝင်ကမျက်လုံးမိတ်ပြီးဟီနာစီကိုငါ့ကိုပို့ပေးပါလို့စိတ်ရင်အမှန်နဲ့ဆုတောင်းလိုက်ပါတော့တယ်။ဟိုဒါကာမျက်လုံးဖွင့်လိုက်တဲ့အချိန်မှာတော့သူဟာမြေဆွဲအားမဲ့ပြီးတိမ်တိုက်တွေအထက်ကီလိုမီတာထောင်ချီမြင့်နဲ့ကောင်းကင်ပြင်ထဲကိုလွှင့်စင်ပြန်တက်သွားခဲ့ပါတယ်။အဲ့ဒီမှာတိမ်တိုက်တွေပေါ်ကမျက်ခင်းပြင်ကျဲကြီးထဲမှာပိတ်မိပြီးတတိမိမျောနေတဲ့ဟီနာကိုပြန်လည်တွေ့ရှိသွားခဲ့ပါတယ်။ဟီနာကတတိယလာပြီးသူပြန်လိုက်တဲ့အခါတူဂျိုမှာမိုးတွေရွာပြီးရေကြီးလိမ့်မယ်ဖြစ်ကြောင်းစိုးရိမ်တကြီးပြောပြတဲ့အခါဟိုဒါကာကသူမရဲ့လက်ကိုတင်းတင်းကြပ်ကြပ်ဆွဲကင်လိုက်ပြီးရာသီဥတုကြီးပါပဲဖြစ်ဖြစ်ငါဂယူမဆိုင်ဘူးကဘာကြီးမှာမိုးတွေထာဝရရွာခြင်းရွာပါစေတော့မင်းမရှိတဲ့နေတာတဲ့ကဘာကြီးထက်မင်းရှိနေမဲ့မိုးရွာတဲ့ကဘာကြီးကိုပဲငါရွေးချယ်တယ်ကို့အတွက်ပဲကိုဆုတောင်းမှဟီနာဆိုပြီးပြောလိုက်ပါတယ်သူတို့နှစ်ယောက်လက်ချင်းချိတ်ပြီးကောင်းရင်ပေါ်ကနေကဘာမြေပြင်စီကိုလေုံစီးပြီးအတူတူပြုတ်ကျလာခဲ့ကြပါတယ်အဲ့ဒီအချိန်မှာဟီနာရဲ့ခန္ဓာကိုယ်ဟာရေကြီးဘဝကနေသွေးသားအဆစ်ရှိတဲ့လူသားခန္ဓာကိုယ်အဖြစ်ပြန်လည်ပြောင်းလဲသွားခဲ့ပြီးနက်ကုန်းခေါင်မိုးပေါ်ကိုဘေကင်းစွာပြန်လည်ရောက်ရှိလာခဲ့ကြပါတော့တယ်။တစ်ချိန်တည်းမှာပဲတိုကျိုမြို့ကြီးပေါ်မှာနေအောင်ကြီးတွေပျောက်ကွယ်သွားပြီးမိုးသက်မုန်တိုင်းတွေပြန်လည်တဲထန်စွာရွတ်သွန်းပါတော့တယ်။ဟိုဒါကာဟာအသက်မပြည့်သေးပဲတနက်ကင်ဆောင်မှုရဲစခန်းကထွက်ပြေးမှုရဲကိုခုခံမှုတွေကြောင့်တိုကျိုကနေနေထုတ်ခံလိုက်ရပြီးသူ့ရဲ့ကျွန်းမြို့လေးစီကိုပြန်ပို့ခံခဲ့ရကအထက်တန်းကျောင်းပြီးတဲ့အထိ3နှစ်တိုင်တိုင်စောင့်ကြည့်လူအဖြစ်အကျဉ်းကျသလိုနေထိုင်ခဲ့ရပါတယ်။3နှစ်အကြာအထက်တန်းကျောင်းပြီးလို့အသက်19နှစ်ပြည့်တဲ့အခါဟိုဒါကာဟာတိုကျိုတက္ကသိုလ်တစ်ခုမှာတက်ရောက်ဖို့တိုကျိုမြို့ကိုဒုတိယအကြိမ်ပြန်လာခဲ့ပါတယ်။ဒီ3နှစ်အတွင်းမိုးကတရက်မှမပြတ်ဘဲရွာနေခဲ့တဲ့အတွက်တိုကျိုမြို့ရဲ့သုံးပုံတစ်ပုံဟာမိုးရေအောက်မှာလုံးဝနှိမ့်မြုပ်သွားခဲ့ပါပြီ။ဟိုဒါကာဟာဆူကာစီကိုတွားရောက်လည်ပတ်ခဲ့ပါတယ်။ဆူကာဟာအခုဆိုအောင်မြင်တဲ့မဂ္ဂဇင်းတိုက်ပိုင်ရှင်ဖြစ်နေပါပြီ။ဆူကာကဟိုဒါကာကိုအားပေးစကားပြောခဲ့ပါတယ်။ကဘာကြီးကိုပြောင်းလဲလိုက်တယ်လို့စိတ်မပူသင့်ကြောင်းကဘာကြီးကဘူလာကလေးကပျက်စီးနေတာဖြစ်ကြောင်းလူတွေကဘလို့အချင်းဒီမှာမဆိုအသက်ရှင်နိုင်ကြကြောင်းပြောလိုက်ပါတယ်။ဒါပေမဲ့ဟိုဒါကာလမ်းမပေါ်ထွက်လာတဲ့အခါသူတို့နှစ်ယောက်ရဲ့ရွေးချယ်မှုကြောင့်ကဘာကြီးရဲ့ကံကြမ္မာပြောင်းလဲသွားခဲ့တာကိုသူကိုယ်တိုင်အသိဆုံးမှုရင်ထဲမှာလေးလံနေတော့မှာပဲလမ်းလျှောက်ရင်လမ်းဆောင်တစ်ခုရဲ့ကုန်းပြင်လေးပေါ်မှာရင်နှင်းမြုပ်နေတဲ့မြို့ကြီးကိုကြည့်ပြီးလက်နှစ်ဖက်ဆုကကောင်းရင်ကိုဆွတောင်းပေးနေစေဖြစ်တဲ့မိန်းကလေးတစ်ယောက်ကိုလမ်းမြင်လိုက်ရပါတယ်အဲ့ဒါကတော့ဟီနာပဲဖြစ်ပါတယ်သူမဟာစွမ်းအားတွေမရှိတော့ပေမဲ့လူသားတစ်ယောက်အနေနဲ့ကဘာကြီးအတွက်ဆွတောင်းပေးနေတုံးပါပဲဟီနာဟာလက်ကြည့်လိုက်တဲ့အခါအရွယ်ရောက်ပြီးအရက်ရှိလာတဲ့ဟိုဒါကာကိုပြန်လည်တွေ့ရှိသွားပါတယ်ဟိုဒါကာဟာမျက်ရည်တွေဝဲလာပြီးဟီနာစီကိုပြေးသွားရင်းနဲ့ရင်ထဲကတေချာပေါက်တီးလိုက်ရပါတယ်သူတို့ဟာကဘာကြီးကိုပြောင်းလဲပြလိုက်တာမဟုတ်ကြောင်းသူတို့အချင်းချင်းရွေးချယ်ခဲ့ကြတာဖြစ်ကြောင်းဘလို့ပဲဖြစ်ဖြစ်သူတို့နှစ်ယောက်အတူတူရှိနေရင်ဒီကဘာကြီးထဲမှာဆက်လက်ရှင်တိုင်သွားနိုင်မှာဖြစ်ကြောင်းအပြန်အလှန်ယုံကြည်ချက်အချစ်တွေနဲ့အတူသူတို့နှစ်ယောက်ဖက်လက်တကင်းပြတ်ဆုံတွေ့ရင်ဇက်လန်လေးဟာကြည်နူးစရာကောင်းစွာပြီးဆုံးသွားပါတော့တယ်အဆုံးထိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ